အဲ့တော့နော်ဖိုးလာပြီလားဖိုးလပြည့်ဖိုးလာပြီဘာဖိုးလာပြီတို့သမီးပြန်သွားမှလို့မောင်လေးကိုအားငယ်နေတယ်မပြန်လို့တော့သေးတို့အားပေးရနော်ဖိုးလာပြီရဲ့နှုတ်တန်ကြားလေးကစကားတန်လေးတေးတန်လေးကဒီလိုပါတယ်ဗျကြည့်ကြတော့ဟယ်လိုမေတုံမူမြည်တမချီရီဆုံးလို့ညာဝိုင်းဝိုင်းဆက်ဆက်ဖူလာမင်းနဲ့ကာရဲ့ညီတော်ညာချုံပေါင်းလေးစင်ဆက်တို့ချေပဲကြည်မြဝညာဖူလာပြီးနဲ့မြဝမြလေးလေးငါညီတော်ညာကဲမင်းသားလေးလည်းကြည်ရတယ်မင်းသမီးလေးတွေပလာတာဖုတ်တာလည်းကြည်ရတယ်အမေမတို့လိုက်ဖုံးမလို့ကြည်လာမယ်အော်ဒုက္ခိတာပြားတုတ်တယ်ဆိုတာဒါပါတေချာကြည့်ပါလှကျင်တယ်ကိုလှတယ်ဟေးဖိုးလာပြီလေမင်းသားကျော်လေးဖိုးလာပြီလှလိုက်တဲ့သားရဲ့ငါအတိုင်းပဲမေတုံငါမချေမြခါလေးနဲ့ချေမြညာအလေးမြပေးတာမို့ကောင်းပြီခမလေးနဲ့ညာညာရဲ့လေးပိုင်ချင်လေးလားလေးနဲ့ချေမြညာမို့ကြည့်လိုက်ရင်မို့မြည်တိမ်ကြမှာလေးလားလှလိုက်တာဖိုးလာပြီလေမင်းသားလေးများထွက်လာစိုက်ကိုကြည့်လာပါစက်ဟောင်းလောင်းနေတယ်တို့လူရှင်တော်တို့များမစားကောင်းတဲ့လက်မှုသီးတွေကြနော်မေတုံငါမချေမြခါလေးနဲ့ချေမြညာအလေးမြပေးတာမို့ကောင်းပြီခမလေးနဲ့ညာရဲ့လေးပိုင်ချင်လေးလားလေးနဲ့ချေမြညာမို့ကြည့်လိုက်ရင်မို့မြည်တိမ်ကြမှာလေးလားဝိုင်လူခါဘူလာပြင်းနဲ့မြုံညာကျင်းလေးများကဝိုင်လူခါဘူလာပြင်းနဲ့မြုံညာလာမင်းကြီးနဲ့ဝေဝေပါဘူလာပြင်းနဲ့ကျင်းမြညာကလေးတွေနောက်တော့မျက်လုံးတွေတက်နေပြီမယ်နော်ခြေသုံးကနေချော်လေးခိုးလာကြီးဆိုရလားဒါလေကိုကြီးအေးဟုတ်တာပေါ့မိမရဲ့မေတုံငါမချေမြခါလေးနဲ့ချေမြညာအလေးမြပေးတာမို့ကောင်းပြီထမလေးနဲ့ညာရဲ့လေးပိုင်ချင်လေးလားလေးနဲ့ချေမြညာမို့ကြည့်လိုက်ရင်မို့မြည်တိမ်ကြမှာလေးလားကဲငတိရွာရဲ့အချစ်တော်လူမြည်ရပါလေလက်ကုတ်တန်ဒီလောက်ပါအောင်ငြိမ်နေတယ်ဟိတ်ငတိရွာရဲ့ချစ်တော်တောင်ပူလာပြေကမင်းတော်ငတိရွာရဲ့တာတော်ပူလာပြေတဲ့တော်ဟိတ်ငတိရွာရဲ့ချစ်တော်တောင်ပူလာပြေကမင်းတော်ငတိရွာရဲ့တာတော်ပူလာပြေတဲ့တော်ပူလာပြေရှောလို့လားပူလာပြေလာလို့လားဝါတဲ့လေးပေါ်အောင်ပြုံးကြလို့စနေတော့တလားဟေးဘောလာပဲဒီလေးတွေပြီးပါမယ်လက်ခုပ်ဒီတန်ချပြစီနာဘောလာပဲလေဘောလာပဲလေ
လေ ငတရောရွာရဲ့ချစ်တော်တောင်းပူလာပြေကမွေနော်ငတရောရွာရဲ့တာကျွန်တော်ဘုံလာပြေတဲ့နော်ဟေးငတရောရွာရဲ့ချစ်တော်တောင်းပူလာပြေကမွေနော်ငတရောရွာရဲ့တာကျွန်တော်ဘုံလာပြေတဲ့နော်ဘုံလာပြေဆိုလို့လားအပြေငါလို့လားဝါကလေးပေါ်အောင်ပြုံးပြုံးပြလို့လက်တော်တလားသိလို့ပြေးပါမယ် ငါပဲလေနှွေးနေအောင်ပဲလေတိုက်ပြီးတော့ဟဲ့လာလေရာတမီးအမလေးဟောပြီးနေပြီ သူတို့နှစ်ယောက်ကဘာတွေများစားလို့ဒီလောက်ဝါနေကြ မင်းသမီးကျော်လေးကြီးကြီးတဲ့ကျွန်တော်လည်းဘာမှမတော်ဘူးနော်ပရိသတ်ကထင်တစ်မျိုးတွေမှကြောက်လို့ဘာမှမတော်ဘူးကျွန်တော်လည်းဝေါဒီကပြိတ်တဲ့ကြီးနဲ့ဗီဒီယိုဆိုမယ်ဖူလာပြီးရှောလို့ရဆိုဝါဆိုရဒီလုပ်ပြီနော်ငတရောရွာရဲ့ချစ်တော်တောင်းပူလာပြေကမွေနော်ငတရောရွာရဲ့တာကျွန်တော်ဘုံလာပြေတဲ့နော်ဟေးငတရောရွာရဲ့ချစ်တော်တောင်းပူလာပြေကမွေနော်ငတရောရွာရဲ့တာကျွန်တော်ဘုံလာပြေတဲ့နော်ဘုံလာပြေရှောလို့လားဘုံလာပြေငါလို့လားပြုံးပြုံးပြန်လို့ဆင်းနေတော့တလားအဒေလေးတွေပေးပါမယ်လို့ခေါ်ပြီးတာအော်ကြွားပေါ်ရေ